ကျွန်တော်နေ့တိုင်းအသင့်စားခောက်ဆွဲတပွဲကိုချက်တယ်ဒါပေမဲ့တလုံးမှမစားဘူးဓာတ်ပုံရိုက်ပြီး online ပေါ်တင်လိုက်ရုံပဲကျွန်တော်ဒီလိုအစားအစာတွေကိုအလားအသားဖြုံးတိနေရတဲ့အကြောင်းရင်းကတော့ကျွန်တော်ဟာလူသက်သမားတစ်ယောက်ဆိုတဲ့အချက်ကိုဖုံးကွယ်ဖို့အတွက်ပါ20တိုက်ကျွန်တော်ဟာတစ်နှစ်ကိုမိန်းကလေးတစ်ယောက်နှုန်းတက်ခဲ့ပေမဲ့ဒီခောက်ဆွဲပွဲကြောင့်ပဲရဲတွေကကျွန်တော်ရှိနေမှန်းတော့မသိကြသေးပါဘူးဘာလို့လဲဆိုတော့ကျွန်တော် online ပေါ်စာတင်ဖို့တုံးတဲ့ဖုန်းတွေကအသက်ခံရတဲ့သားကောင်တော့ဖုန်းတွေဖြစ်နေလို့ပါပဲသူတို့အသက်ရှင်နေသေးတဲ့အောင်ဟန်ဆောင်ပြီးတခြားနိုင်ငံတွေကဒီနေရာ location တွေကိုတုံးပြီး post တင်ခဲ့တာပါကျွန်တော်ရဲ့တက်ဖြတ်ပုံကအတော်လေးထူးဆန်းပါတယ်အစကတော့ဖုန်းတစ်လုံးကိုရအောင်ယူတာကနေစတာပေါ့ကောက်ရတဲ့ဖုန်းတွေကိုအိမ်ယူလာပြီး password ကိုခံမှန်းရိုက်ကြည့်တယ်မှားသွားရင်တော့ဖုန်းစခရင်ကိုရိုက်ခွဲပစ်လိုက်ပါတယ်အဲ့ဒီမိန်းကလေးကသူမရဲ့ဖုန်းကိုပြန်ဆက်တဲ့အခါမှာတော့ကျွန်တော်ကအတန်ပြောင်းဆက်ကိုတုံးပြီးအမျိုးသမီးတစ်ယောက်ယောင်ဆောင်ကဖုန်းပြင်ဆိုင်ကိုလာခဲ့ဖို့ချုံမုတ်ခေါ်လိုက်ပါတယ်သူမဆိုင်ထဲကိုဝင်လာတဲ့အချိန်မှာပဲကျွန်တော်ရဲ့ထောင်ချောက်ထဲကိုကြားရောက်သွားပြီဆိုတာသူမမသိပါဘူးကျွန်တော်ကသူမကိုဖုန်းပြင်တဲ့ပုံစံဖုန်းမှာဖုန်း password ကိုရေးခိုင်းလိုက်ပါတယ်စခရင်လဲပေးဖို့အတွက် password လိုတယ်ဆိုတဲ့စင်ကြေနဲ့ပေါ့အဲ့ဒီအချိန်မှာပဲသူမရဲ့ငရဲခန်းကစတင်ပါတော့တယ်သူမရဲ့အချက်လက်တွေရပြီဆိုတာနဲ့ကျွန်တော်ကဖုန်းကိုဖြုတ်ပြီးမိခင်ပတ်လန်း motherboard ထဲမှာကင်မရာအသေးလေးတစ်ခုကိုခိုးတက်လိုက်ပါတယ်ပြီးမှစခရင်ကိုအစ်စ်လဲပေးတာပါဖုန်းပြင်ပြီးတဲ့အခါမှာတော့ဖုန်းထဲကို virus တစ်ခုထည့်သွင်းလိုက်ပြီးသူမရဲ့အချက်လက်အားလုံးကိုကျွန်တော်ဖုန်းနဲ့ချိတ်ဆက်လိုက်ပါသူမကတော့ဘာမှမသိပဲကျွန်တော်ကိုကျေးဇူးတင်ပြီးပြန်သွားတာပေါ့ရက်အနည်းငယ်လောက်စောင့်ကြည့်ပြီးတဲ့နောက်မှာတော့သူမရဲ့အကြောင်းအကုန်လုံးကိုကျွန်တော်သိသွားပါပြီသူမနာမည်ကအီမာရမာတဲ့သူမအဖေရဲ့ coffee ဆိုင်မှာကူလုပ်ပေးလိမ့်ရှိပြီး grapefruit ဖြော်ရည်ကိုအကြိုက်ဆုံးပဲအီမာကတော့ဘာမှမသိပဲညဘက်မှာအေးအေးဆေးဆေးအိပ်ပျော်နေတော့ကျွန်တော်ကတော့သူမရဲ့ဖုန်းကိုဖွင့်ပြီးလူမှုကွန်ရက်တွေကတဆင့်သူမရဲ့ဝါသနာနဲ့စိတ်ဝင်စားမှုတွေကိုလေ့လာနေခဲ့ပါတယ်သူမအပြင်သွားတဲ့အချိန်မှာသူမရဲ့အိမ်ထဲကိုခိုးဝင်ပြီးအိမ်ရဲ့အနေအထားကိုတေချာလေ့လာပါတယ်သူမအလုပ်လုပ်တဲ့ coffee ဆိုင်မှာလည်းသူမနဲ့တိုက်ဆိုင်တယ်လို့မျိုးစုံတွေ့အောင်ဖန်တီးခဲ့ပါတယ်သူမအကြိုက်ဆုံး coffee ကိုမှတောက်ပြီးစိတ်ဝင်စားမှုချင်းတူတယောက်ဟန်ဆောင်ကသူမရဲ့ယုံကြည်မှုကိုရယူခဲ့ပါတယ်ဒါပေမဲ့အီမာရဲ့အဖေကတော့ကျွန်တော်ကိုတခုခုထူးဆန်းနေတယ်လို့ရိပ်မိသွားပြီးအီမာကိုကျွန်တော်နဲ့ဝေးဝေးနေဖို့တတိပေးပါတော့တယ်သူတို့ပြောသမျှစကားလုံးတိုင်းကိုကျွန်တော်တက်ဆင်ထားတဲ့နားထောင်ဆက်ကနေကြအားနေရတာကိုသူတို့မသိကြပါဘူးအဲ့ဒီညမှာပဲကျွန်တော်ကအီမာရဲ့ဖုန်းကိုတုံးပြီးသူမအဖေစီကိုထူးဆန်းတဲ့ link တစ်ခုပို့လိုက်ပါတယ်သူမအဖေကတော့အပျော်ပြက်ထင်ပြီးဘာမှမစင်စားပဲနှိပ်လိုက်မိပါတယ်အဲ့ဒီသေးငယ်တဲ့အမှားလေးတစ်ခုကပဲသူ့ရဲ့အသက်ကိုရန်ရှာလိုက်ပါတော့တယ်